ကျွန်တော်တို့မှလည်းဒီမှာလူမျိုးကြီးထိုက်ယူထားတဲ့ရေးပေါ်တွေရှိတာပေါ့နော်စစောင်းဆိုတော့ကျွန်တော်တို့ဒီဟိုချက်ကလာပြည့်တဲ့အချိန်လာပြည့်တယ်လို့ကျွန်တော်တို့တတိပေးတာပေါ့နော်ဒါချက်လာတယ်ပေါ့နော်ချက်လာပြည့်တယ်ဆိုပြီးတော့အဲ့မှာသူတို့ရဲ့ပြစ်ခတ်မှုကတော့တော်တော်လေးတိကျပြီးမှတော်တော်လေးမြင်ဆန္ဒတွေ့ရတာပေါ့နော်တော်တော်လေးကိုသူတို့ဒါဒီမှာပြစ်သွားတဲ့အလုံးစုံတွေတခါလေးထောင်လေးကိုတဲပြီးတော့ဝင်သွားပါဘောနော်ထောင်လေးတွေဝင်ပြီးတော့မှတလုံးကတော့အပေါ်မှာကျတယ်နောက်တစ်လုံးကထောင်လေးတွေဝင်ပြီးတော့မင်းတော့သွားတာပေါ့နော်မင်းတော့သွားတဲ့အချိန်မှာကျွန်တော်တို့ဘက်ကအဲ့ဒါကိုကျွန်တော်တို့အချိန်မီသူတို့ကိုကေထောက်နိုင်ဖို့အတွက်စူးစမ်းတာပေါ့နော်ကျွန်တော်မှလည်းဘုံကအဆက်မပြတ်ကြေးနေတော့ရတဲ့အချိန်လေးမှာပေါ့နော်ကျွန်တော်တို့ဗေဒါဟိုဘက်ကိုကြေးတယ်ဆိုရင်ဒီဘက်ကနေဘယ်လိုရမလဲပေါ့နော်အဲ့လိုမျိုးဟာတွေလို့ရပါတယ်ပြီးရင်မင်းတော့နေတဲ့အချိန်မှာဆိုတော့ဟိုဘက်ထောင်လေးကိုကြာရင်ကျွန်တော်တို့လုံးဝဝင်လို့မရတော့ဘူးထောင်လေးမှာရှိတဲ့စစ်တုမဲ့ကျင်းသားတွေကြတော့ပါသွားတာဘုလားအကုန်လုံးတေသွားတာရှိပါတယ်ထောင်6မှာကြတော့ကျွန်တော်တို့ဒီ6ရောက်လောက်ပေါ့နော်ဘုံကွေးလေးနေရာနားလေးမှာပဲကြာပြီးတော့မှ6ရောက်လောက်ပြေဆုံးသွားတာရှိပါတယ်ကျင်းတဲ့သူတွေကြတော့ကျွန်တော်တို့အမှတကားဒီလူတော့အဝင်ထက်လို့တဲ့တကားတွေကကြတော့ထွက်လို့မရတော့ဝင်လို့မရတော့အဲ့လိုအချိန်မှာကျွန်တော်တို့မှာဈေးနားမှာရိတ်ထားတဲ့ဟိုပါပေါ့နော်တစ်တွေကိုကျွန်တော်ခွာပြီးတော့မှသူတို့ကိုKCတွေလောက်ရတာပေါ့အဲ့မှာလေကျွန်တော်တို့အချိန်အပိုင်းချောင်းဆိုရင်မိနစ်20နာရီပေါ့နော်အဲ့လောက်အချိန်ပိုင်းသားလေးဂျက်3စီးလောက်လာပြစ်ပြီးတော့မှအဲ့လောက်အချိန်ရဲ့ပိုင်းသားလေးမှာကျွန်တော်ကသူတို့ဘေးလွှဲရကိုပို့ပေးရတာပေါ့နော်အဲ့လိုမျိုးကိုကြီး KCတွေလောက်ခဲ့ကြပါတယ်ပြီးရင်ကျွန်တော်တို့မှာကထောက်ကတော့ဒီအဝင်အထွက်ပေါ့တစ်ခုပဲရှိပါတယ်တစ်ခုတည်းရှိတော့အဲ့ဘက်ကနေအကုန်လုံးစုပြုံပြီးတော့ထွက်မယ်ဆိုရင်အဲ့ဒါတော်တော်လေးအင်ဒီများတဲ့အတွက်ကျွန်တော်မှချိန်စည်းဥကာတာတဲ့ချိန်စည်းတွေကိုဖြတ်ပြီးတော့မှသူတို့ကိုဘေးလွှဲရကိုပို့ပေးခဲ့တာရှိပါတယ်ဒါကျွန်တော်တို့ဒီထောင်ငါးပေါ့နော်ထောင်ငါးကနေပြီးတော့ကျွန်တော်တို့အဲ့မှာ main စမကူးခင်အချိန်မှာကျွန်တော်တို့သူတို့ကိုထုတ်ပြီးတော့မှကေတာပေါ့နော်ကေတဲ့အချိန်မှာတယောက်ကတော့အစထိမြင်ပြီးတော့အဲ့နားမှာပဲထောင်အဝနားမှာပဲတည်သွားတာတယောက်ရှိပါတယ်အဲ့ဒီကကျွန်တော်တို့ဟိုဘက်ကျွန်တော်တို့မှာရှိတဲ့ဒီချောင်းအစနားလေးကိုပေါ့နော်ဒီလုံချုံတဲ့နေရာလေးအဖက်ကိုပို့တော့သူတို့ကချောင်းအစကိုရောက်တော့ကြောက်ပြီးတော့သူကရေကူးတာပေါ့ရေကူးတဲ့အချိန်မှာသူ့မှာအနှွေးထည်ထူထူလေးဝတ်ထားတယ်ပြီးရင်ဘောက်ကြီးလေးအရှိဆိုတော့အဲ့မှာသူကရေကူးတဲ့အချိန်မှာရေကူးတဲ့တိတ်မတက်ဘူးထင်ပါတယ်အဲ့မှာသူကရေမြုပ်ပြီးတော့တည်သွားတာပေါ့နော်ကျွန်တော်နောက်တနေ့မနက်7:00 နာရီလောက်မှာပဲသူ့အလုပ်ကိုကျွန်တော်တို့ဆေးပြီးတော့ရတာပေါ့ဆေးပြီးတော့ရတဲ့အချိန်မှာလည်းကျွန်တော်တို့ကဒီမှာမင်းလောက်ခံရတဲ့စစ်သုံးဘဲနေနဲ့အတူတူကျွန်တော်သူ့ကိုကြီးတွဲလို့ရအောင်ပေါ့နော်ကျွန်တော်တို့သူဒါသူ့အလောင်းတည်ဆုံးသွားတယ်ဒါဘယ်နှစ်ယောက်လဲဆိုတော့ကြီးတွဲတော့ကျွန်တော်မင်းရှို့ထားတဲ့နေရာမှာပဲကျွန်တော်ပုံထားတာရှိပါတယ်ဒီတနည်းတော့အတင်းမှာတော့ကျွန်တော်တို့ဒီအချင်းကြီးရောပေါ့နော်ဒီကျွန်တော်သိသိရမိတဲ့ဒီစစ်ကော်မရှင်စစ်သုံးဘဲနေကိုဒီမှာကျွန်တော်တို့ဘက်ကရှိတဲ့ဥစ္စာလေးနဲ့ပေါ့နော်ကျွန်တော်တို့အခါတက်တော့မှရှိတဲ့ဥစ္စာလေးနဲ့သူတို့ကိုအရှင်းပြတော့ကျွန်တော်တို့ကြီးကြီးဆောက်ရှောက်ထားတာရှိတယ်ကျမ်းမာရေးဆောက်ရှောက်မှုပေးတာရှိတာပေါ့နော်ဘာမှကျွန်တော်တို့မှဒီမှာကျမ်းမာရေးဆိုးဆိုးဝါးဝါဖြစ်တဲ့လူတွေတော့လူပြီးတော့ကျန်တဲ့လူတွေကတော့ဒီမှာအကောက်ပွေဒီအတိုင်းကျွန်တော်တို့မှထားတာပေါ့နော်ဒီမတ်လ2026ပေါ့နော်မတ်လ10ရက်နေ့မှာဖြစ်သွားတဲ့ဖြစ်စဉ်ကလူပြီးတော့မှကျန်တဲ့ဥစ္စာတွေတိုက်ရင်ကျွန်တော်တို့ဒီလောက်ထိခိုက်ဆုံးရှုံးမှုတွေမရှိပါဘူးတို့လည်းကျွန်တော်အကောက်ဆုံးနဲ့အတက်နိုင်ဆုံးထားပေးထားရပါတယ်ဒီသုံးဘဲနေဖမ်းမိနေဆိုရင်ကျွန်တော်တို့ကဒီနိုင်ငံတကာဥပဒေတွေပေါ့နော်လိမ့်လာရမယ့်ဥစ္စာကိုကျွန်တော်မှရှိတဲ့ဥစ္စာလေးနဲ့ပေါ့နော်ကျွန်တော်မှရှိတဲ့ကျွန်တော်တို့ကိုကျွန်တော်တို့ကိုထောက်ပံ့ပေးနိုင်တဲ့လောက်လေးနဲ့ပေါ့ကျွန်တော်တို့ဒီနိုင်ငံတကာဥပဒေကိုလေးစားလိမ့်လာပြီးတော့မှအတက်နိုင်ဆုံးအကောင်းဆုံးဆိုကျွန်တော်ထားပေးတာပေါ့နော်တနင်္ဂနွေနေ့ဆိုတော့ကျွန်တော်မှကအလုပ်နားတာပေါ့နော်အလုပ်နားတယ်ဆိုရင်လည်းအလုပ်တွေကဘာလဲဆိုသူတို့စားဝတ်နေထိုင်ရတဲ့အတွက်ကျွန်တော်မှစိတ်ခန်းတွေလောက်ရတာရှိတယ်ဒီမှာတက်စကန်တေဆောက်ရေးတွေမှာအဲ့လိုဝိုက်ကူရတာရှိတာပေါ့နော်သူတို့နေဖို့အဆောက်တွေအဲ့လိုမျိုးပေါ့နော်ရေခဲရတာတွေထင်းခွေရတာတွေအဲ့လိုမျိုးဟာတွေရှိတာပေါ့နော်အဲ့လိုမျိုးဟာတွေကျွန်တော်ကတနေ့ကနေနဲ့အလုံးမထုတ်ဘူးဆိုတော့ဒီမှာစုပြုံပြီးတော့မှသူတို့အကုန်လုံးတည်သွားလို့ဖြစ်သွားတာပေါ့ကျွန်တော်တို့ကအတက်နိုင်ဆိုသူတို့ကောက်ကုန်းမမထားပေးတယ်တစ်နှစ်လေးကြော်လာပြီပေါ့နော်တစ်နှစ်ကြော်လာတဲ့အချိန်မှာကောက်ကုန်းမမထားတယ်ကျွန်တော်ဘက်ကလည်းလွတ်ပေးတာတွေလည်းရှိတယ်ပေါ့နော်ကျွန်တော်အခါတက်တော့လွတ်ပေးတာတွေလည်းရှိတယ်အဲ့လိုအချိန်မှာဒီစကားမကလာပြီးတော့ဒီနေရာကိုတက်လာကြည့်လို့လည်းကျွန်တော်ထင်ပါတယ်သူတို့မှာဘာရည်ရွယ်ချက်နဲ့လာကြည့်တော့ကျွန်တော်လည်းမသိပါဘူးဒါနဲ့ဒီလိုမျိုးလုပ်တယ်ဆိုတာကတော်တော်လေးကိုသူတို့စီမှာတာဝန်ထမ်းဆောင်ရတဲ့သူတွေအတွက်တော့မိသားစုတွေအတွက်ရောပေါ့နော်
တာဝန်ထမ်းဆောင်ရတဲ့သူတွေတော့သူတို့စိတ်မကောင်းစရာအဖြစ်အပျက်တစ်ခုလို့ကျွန်တော်ပြောချင်ပါတယ်